မင်္ဂလာပါရွှေတောင်တန်းရဲ့ရွှေမျိုးရီတိုင်းစီကနေငွေအိတ်လိုက်သိမ်းရမယ်တနေ့လာနေအဖွင့်နေလေကိုပြန်ရောက်လို့လာပါပြီဗျာပြီးခဲ့တယ်တောက်ကြနေမှာကျွန်တော်တို့90နဲ့16ဆိုပြီးဒီကုန်းတဲ့တွေနဲ့အောင်ဝဲခံခဲ့တာအားလုံးသိပါနော်ဒီနေ့အတွက်ကျွန်တော်ရဲ့အမာဂီကတော့3ညတက်ပဲဖြစ်ပါတယ်ကျွန်တော်မနေ့ကဗီဒီယိုအရှိမှာ15ဘက်စတိုက်မပြတ်သေးတဲ့မားတောင်းတန်မွေးကတ်နဲ့ခုနှလုံးခွေကတ်ကိုအားလုံးအတွက်အခမဲ့ချပေးခဲ့ပါတယ်ဒီလက်ဆောင်တွေကိုမကြည့်ရသေးတဲ့အမျိုးကြီးရှိရင်အခုပဲအရင်တော့ကြည့်လိုက်ကြပါအောင်ဗျပြီးတော့ကျွန်တော်စီမှာမနေ့ကတည်းကကြိုတင်ပြီးတော့ရုံရုံကြီးကြီးနဲ့ beauty လာရောက်ကန်ဆန်းထားတဲ့အမျိုးတွေကိုတသိန်းတန်လေးလုံးအခွေဘူးငွေကတ်ကိုကျွန်တော်ကိုယ်တိုင်ပို့ပေးထားပြီးပါပြီဒီလေးလုံးခွေကတ်ကအဖွင့်နေမှတင်တွက်ဖို့အာရန်ကောင်းနေတာမလို့ကျွန်တော်စီမှာတူဒီလာထိုးရင်းနဲ့ဒီတသိန်းတန်မွေးကတ်ကိုခမဲ့လာကြဖို့အကြံပေးပါရစီဒီနေ့ပွင့်နေအတွက်ကျွန်တော်ရဲ့ main quest တွေကိုတော့အခုဗီဒီယိုထဲမှာမြင်တွေ့ရတဲ့အတိုင်းပဲဖြစ်ပါတယ်တစ်ချက်ကြည့်လိုက်ကြပါအောင်မွေးကနန်းနေမသိရသေးတဲ့အမျိုးတွေကတော့မနေ့ကတင်ထားတဲ့ပုံထဲကဗီဒီယိုထဲမှာတွားပြီးတော့ဝင်ကြည့်ပေးကြပါဗျကျွန်တော်ရဲ့အမျိုးတွေအားလုံးဒီနေ့မှာငွေအိတ်ကြီးပိုက်နိုင်ကြပါစီဗျအားလုံးကန်အောင်ကြပါစီ